မင်္ဂလာပါဦးစင်းဒီကနေ့ချမ်းသာခြင်းလျင်လိုက်နာတဲ့သောစီကံချက်များကိုမြတ်ဗုဒ္ဓအမြင်ပညာရှင်တွေရဲ့အမြင်ကိုနှိုင်းယှဉ်တင်ပြခြင်းပါတယ်ဦးစင်းတို့ရောဦးစင်းတို့တရားဓမ္မတွေရောလူတိုင်းချမ်းသာခြင်းကြပါတယ်အထူးသဖြင့်ငယ်ငယ်ရွယ်ရွယ်နဲ့ချမ်းသာမယ်ဆိုရင်ပိုကောင်းတာပေါ့အသက်30ဝန်းကျင်လောက်မှာချမ်းသာမယ်ဆိုလို့ရှိရင်ဘဝတစ်လျှောက်လုံးအခွင့်အလမ်းတွေပိုမိုကျေပြန့်လာနိုင်ပါတယ်ဒါပေမဲ့ချမ်းသာခြင်းဆိုတာဒီနေ့လို့ဒီနေ့ဖြစ်တဲ့အရာမဟုတ်ပါဘူးဒါကြောင့်ငယ်ရွယ်စဉ်ကတည်းကအခုလက်ရှိအချိန်ကနေစပြီးစနစ်တကျကြိုးစားထားမှသာအနာဂတ်မှာအသေးပွင့်နေရလာနိုင်ပါတယ်အသက်20ကနေ30ဝန်းကျင်ကြားမှာချမ်းသာရင်ပိုကောင်းတာပေါ့ချမ်းသာခြင်းလျင်လိုက်နိုင်ရမယ့်စီကံတွေကတော့နံပါတ်1အနေနဲ့နေရွှေ့ညရွှေ့လှုပ်တဲ့အကျင့်ကိုရပ်တန့်ပါတဲ့လူအများစုရဲ့အကြီးဆုံးပြဿနာကမနှက်ဖြန်မှလှုပ်မယ်ဆိုတဲ့အကျင့်ပါပဲစာရေးဆရာကြီးတယောက်ကပြောတယ်ပျောက်သွားတဲ့အချိန်တွေကိုပြန်ရှာမတွေ့နိုင်ဘူးတဲ့အချိန်ကိုအကျိုးရှိရှိအသုံးချရမှာပေါ့နော်ဦးဇင်းတို့မြတ်ဗုဒ္ဓကတော့ပထမအရွယ်မှာကြိုးစားရှာဖွေပါလောကီဥစ္စာတွေကိုလောကုတ္တရာဥစ္စာတွေကိုပထမရွယ်မှာကြိုးစားရှာဖွေပါတဲ့ပထမရွယ်မှာမရှာဖွေပြည့်လို့ရှိရင်ဒုတိယရွယ်မှာကြိုးစားရှာဖွေပါတဲ့ဒုတိယရွယ်မှာမရှာဖွေပြည့်ရင်တတိယရွယ်မှာကြိုးစားရှာဖွေပါတဲ့ပထမရွယ်မှာပဲဖြစ်ဖြစ်ဒုတိယရွယ်မှာပဲဖြစ်ဖြစ်တတိယရွယ်မှာပဲဖြစ်ဖြစ်ဘယ်အရွယ်မှမရှာဖွေခဲ့လို့ရှိရင်မင်းနောင်တရလိမ့်မယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအဲဆိုတော့နေရွှေ့ညရွှေ့လှုပ်တဲ့အကျင့်ကိုဖျောက်ပြီးဒီနေ့ကနေစပြီးတော့ကြိုးစားရှာဖွေပါကြိုးစားပြီးအလုပ်လုပ်ပါနံပါတ်2အနေနဲ့ကတော့ဖြတ်လန်းမရှိဘူးတဲ့ချမ်းသာဖို့အတွက်ဖြတ်လန်းမရှိပါဘူးတဲ့အောင်မြင်သူတိုင်းလိုက်နာတဲ့စီမင်းကတော့သုံးထားတဲ့ပိုရှာပါတဲ့ပိုတာကိုအကျိုးရှိအောင်ရင်းနှီးမြှုပ်နှံပါတဲ့ဦးဇင်းတို့မြတ်ဗုဒ္ဓကလည်းမြတ်တသုံးဆွဲဖို့မိန့်ထားတာရှိပါတယ်ဦးဇင်းနောက်ဘက်မှာတင်ပြပါနံပါတ်3အနေနဲ့ကိုရင်းနှီးမြှုပ်နှံပါကိုရင်းနှီးမြှုပ်နှံပါဆိုတာပညာသင်တဲ့နေရာမှာရင်းနှီးမြှုပ်နှံခိုင်းတာပါပညာသင်ပါလိုအပ်တဲ့သင်တန်းတွေတက်ပါစာအုပ်များဖတ်ပါဦးဇင်းတို့ရဲ့မြတ်ဗုဒ္ဓကတော့ပညာဖြင့်အသက်မွေးခြင်းကအသက်မွေးခြင်းတွေမှာအမြတ်ဆုံးတဲ့ပညာနဲ့တူသောအလင်းရောင်မရှိဘူးတဲ့အဲဆိုတော့ကိုပညာသင်တဲ့နေရာမှာမြှုပ်နှံပါနံပါတ်4အနေနဲ့ငွေဝင်ငွေထွက်စရင်းလောက်ထားပါပတ်စံကိုသုံးခြင်းသလိုသုံးနေမယ်ဆိုရင်ဘယ်ကဝင်ဘယ်ကထွက်နေတာကိုမသိနိုင်ပါဘူးငွေစရင်းကိုစနစ်တကျလုံးမှဘယ်နေရာကအလွန်ကျွံထွက်နေတာလဲဘယ်နေရာတွေကိုထိန်းချုပ်ရမလဲဆိုတာသိနိုင်မှာပါဦးဇင်းတို့မြတ်ဗုဒ္ဓကတော့အတိနဲ့တတိရှိဖို့မိန့်ထားပါတယ်တတိလေးထားပြီးတော့ပညာလေးနဲ့ဦးစီးပြီးလုပ်ဖို့မိန့်ထားပါတယ်နံပါတ်5အနေနဲ့အကျွေးကိုဥစွာရှင်းရပါမယ်အကျွေးရှိနေတဲ့ရွေးပတ်စံစုပြီးရင်းနှီးမြှုပ်နှံခြင်းဟာအခက်ခဲတွေဖြစ်တတ်ပါတယ်အတိုးပါတဲ့အကျွေးဆိုရင်ဘဝကိုပို့ပြီးဖိအားပေးတတ်ပါတယ်ဦးဇင်းတို့ရဲ့မြတ်ဗုဒ္ဓကတော့အကျွေးကင်းခြင်းဟာချမ်းသာပါတယ်တဲ့ချမ်းသာခြင်းတွေထဲမှာအကျွေးကင်းရင်လည်းချမ်းသာပါတယ်နံပါတ်6အနေနဲ့စွန့်စားရဲပါစေအသက်ငယ်ရင်စွန့်စားမှုကိုမကြောက်သင့်ပါဘူးဒါပေမဲ့မျက်လုံးမိတ်ပြီးစွန့်စားတာမျိုးတော့မဖြစ်သင့်ပါဘူးစုံစမ်းလေ့လာပြီးမှစွန့်စားပါအကယ်၍စွန့်စားလို့မအောင်မြင်ခဲ့ရင်လည်းအတွေ့အကြုံဟာအနာဂတ်အတွက်အခြေခံဖြစ်တာပေါ့ဦးဇင်းတို့ရဲ့မြတ်ဗုဒ္ဓကတော့ပညာဦးစီးပြီးတော့ဝိရိယနဲ့အားထုတ်ပါလို့မိန့်ထားပါတယ်နံပါတ်9အနေနဲ့အတွေ့အခေါ်ကိုကျေပြန့်ပါစေ
ပညာရှင်တွေကပြောတယ်အရာတစ်ခုဒီမှာပဲအားလုံးမစုပြုံပါနဲ့တဲ့မတူညီတဲ့နေရာတွေမှာရင်းနှီးမြှုပ်နှံနိုင်အောင်စဉ်းစားပါတဲ့ backup plan တွေထားပါလို့ပြောထားပါတယ်ဦးဇင်းတို့ရဲ့မြတ်ဗုဒ္ဓကတော့အနိစ္စမမြဲဘူးလို့မိန့်ထားပါတယ်မမြဲဘူးလို့မိန့်တဲ့အခါကျတော့ဒီလုပ်ငန်းတစ်ခုကလည်းမြဲခြင်းမှမြဲမယ်အဲ့ဒါကြောင့်မလို့တခြား plan တွေထားရမယ် backup plan တွေထားရမယ်တခြားလုပ်ငန်းများစွာဖြန့်ကျက်ထားရမယ်လို့ပြောခြင်းပါတယ်အချုပ်အနေနဲ့ဦးဇင်းတို့မြတ်ဗုဒ္ဓမိန့်ထားတာကတော့ချမ်းသာခြင်းလျင်တမ္ပရာတရား၄ပါးနဲ့အညီအားထုတ်ရမယ်တဲ့နံပါတ်1ဥဋ္ဌာဏတမ္ပရာထကြွလုံလဝိရိယရှိရမယ်တဲ့နံပါတ်2အနေနဲ့ကတော့အာရခတမ္ပရာလုံခြုံစွာသိသိတတ်ကြမယ်တဲ့ဥဋ္ဌာဏတမ္ပရာထကြွလုံလဝိရိယနဲ့ရှာဖွေလို့ရတဲ့ပစ္စည်းဥစ္စာကိုအာရခတမ္ပရာစောင့်ရှောက်ကြမယ်လုံလုံခြုံခြုံသိသိတတ်ကြမယ်တဲ့နံပါတ်3အနေနဲ့ကလျာဏမိတ်တတမ္ပရာတဲ့မိတ်ဆွေကောင်းရှိရမယ်တဲ့နံပါတ်4အနေနဲ့တမ္မဇီဝိတတမ္ပရာအကုန်နဲ့အရာမြတ်တစွာအသက်မွေးရမယ်တဲ့မြတ်တတရတာနဲ့ကုံတာနဲ့မြတ်တအောင်အသက်မွေးရမယ်တဲ့တချို့ကရတာကနည်းနည်းကုံတာကများအဲ့ဆိုတော့မကြည့်ပွားကြဘူးဦးဇင်းတို့ရဲ့မြတ်ဗုဒ္ဓကပစ္စည်းဥစ္စာသုံးစွဲနည်းကိုလည်းပေးထားပါသေးတယ်ရလာတဲ့ပစ္စည်းဥစ္စာကို၄ပုံ2ပုံကိုအရင်နည်းလောက်ရမယ်တဲ့တပုံကိုသုံးစွဲရမယ်တဲ့စာဝတ်နေရေးလူတန်းရေးကိစ္စတွေမှာသုံးစွဲရမယ်တဲ့ကျန်တဲ့တပုံကိုတော့သိသိထားရမယ်တဲ့ဗမာအထာရာတို့ရွှေလောက်ထားတာတို့စသည်ဖြစ်ပေါ့နော်တပုံကိုကျမ်းမာရေးအတွက်သိသိထားရမယ်တဲ့ပြန်ပြီးပြောပါမယ်2ပုံကိုအရင်နည်းလောက်ရပါမယ်တပုံကိုသုံးစွဲရပါမယ်စာဝတ်နေရေးလူတန်းရေးကိစ္စမှာတပုံကိုတော့သိသိထားရပါမယ်တဲ့အဲ့ဒီအချက်လက်တွေနဲ့အညီကျင့်သုံးမယ်ဆိုလို့ရှိရင်ဦးဇင်းတို့နဲ့ဦးဇင်းတို့တရားဓမ္မတွေချမ်းသာခြင်းကိုရမယ်လို့မျှော်လင့်ပါတယ်ကျမ်းမာချမ်းသာကြပါစေ